တက်ရှိပါသေးတယ်ငါသားလေးရိယာထားဘဝရည်မှန်းချက်ဘာမှမရှိဘဲနဲ့လုံမိတဲ့လုံရများမုံဝါးဝါနဲ့ကြံရစ်ခဲ့တဲ့ငါမျိုးနဲ့မိဘနှစ်ပါးအဓိကထားပြီးမေးချင်တာအမေတို့ကျွန်တော်သတိရလားကျွန်တော်လည်းသတိရတယ်တနေ့မှအိမ်မက်တွေကိုအမိရတာစောကန်ပြီးပြန်လဲလှုပ်ကြွေးရပါလို့ဤဖျားတယောက်တည်း၆တဲ့လမ်းကအမခလုတ်ထီမတာပရိဘက်ကစကားညင်ပွားခြင်းမရှိညီကိုတွေဖေးမအဆုံးထိတော့ဝါဆိုတာကနေမြင့်တဲ့ကြတစ်ခါလီကြတော့တိုးခောက်ခဲ့ခြင်းကကြမဟေးတောက်ဖို့အတွက်ပေးထားတာဇွန်ပေါင်းနဲ့ခင်ငါနဲ့မတူတော့တဲ့ငါကငါပြန်ချရင်းနဲ့လွတ်မြောက်တဲ့သရှင်ဘယ်ရမှဆုံးမြောက်နဲ့မင်းစက်ကဘာလောက်ထုံးပေါက်မဲ့လင်းဘုံတော်နဲ့စင်းသားပြီးလုံးသားနဲ့စင်ချင်းဒုစစ်ခွဲကြကိုတန်မှုထားတဲ့ຢာကိုရင်နာနာနဲ့စွန့်ပြရဲလားအချစ်ကိုလိမ့်လေဖို့အတွက်လွယ်ကူလုံးနဲ့ခုခေတ်ထဲမှာငါလည်းလက်တဲ့ဆမ်းမိပါတယ်တစ်ခါလေးချစ်ကြောင်ယူရင်တဲ့အခါလဲကြလိုက်ပြက်စီးလိုက်နဲ့လောကဒဏ်ရဲ့ပြဆက်တစ်ခါမှမျက်နှာတောင်ဝေးတဲ့ဒီဇက်ညုံကိုမှသွားဖတ်အိမ်မဆိုတာမရှိတဲ့ငါမှအိမ်မပြောပါညနဲ့ပါစေဘဝတော့ကိုယ်မှမင်းပေါ်ရုံမှသူအားလုံးထားခဲ့ဒီမျိုးပြကြီးထဲမှာအရန်ကိုများတဲ့မီးအောင်တို့ဘာကလက်တွေအင်ကိုပြန်ပြီးပြောပြနေတဲ့ပုတ်တဟူသားစကားတန်တွေအဖေနဲ့မေကိုရန်လွှမ်းတဲ့ကြောင့်မပြောမိတဲ့ငါပါဇက်မိသားစုတွေအမထက်နဲ့အသုံးမကျတဲ့သားလက်တက်ရှိပါသေးတယ်ငါသားလေးရိယာထားဘဝရည်မှန်းချက်ဘာမှမရှိဘဲနဲ့လုံမိတဲ့လုံရများမုံဝါးဝါနဲ့ကြံရစ်ခဲ့တဲ့ငါမျိုးနဲ့မိဘနှစ်ပါးအဓိကထားပြီးမေးချင်တာကအမေတို့ကျွန်တော်ကိုသတိရတာကျွန်တော်လည်းသတိရတယ်တနေ့မှအိမ်မက်တွေကိုအမိရတာစုပ်ကိုင်းပြီးပြန်လဲလှုပ်ကြွေးရပါလို့ဤဖေးတယောက်တည်း၆တဲ့လမ်းကမှခလုတ်ထီမတာပရိဘက်ကစကားညင်ပွားခြင်းမရှိညီကိုတွေဖေးမအဆုံးထိသွားမျိုးပြကြီးထဲမှာအရန်ကိုများတဲ့မီးအောင်တို့ဘာကလက်တွေအိမ်ကိုပြန်ပြီးပြောပြနေတဲ့ပုတ်တဟူသားစကားတန်တွေအဖေနဲ့မေကိုရန်လွှမ်းတဲ့ကြောင့်မပြောမိတဲ့ငါပါဇက်မိသားစုတွေအမထက်နဲ့အသုံးမကျတဲ့သားလက်